Epstein ဖိုင်များမှာတုံလုံးဖွယ်ရာဗီဒီယိုမှတ်တမ်းများကိုထုတ်ပြန်လိုက်ပါတယ်။ Manhattan ကအင်ဂျီတအိမ်ထဲမှာကားပြနေတဲ့မိန်းကလေးငယ်တွေမော်ဒယ်လူရွေပွဲတွေနောက်ပြီးပုံစံမျိုးစုံနဲ့ညဉ့်ညံဗီဒီယိုတွေပါ။ဒါတွေဟာ Epstein အမှုတွဲမှာပွင့်လင်းမြင်သာမှုအဥပဒေအရထုတ်ပြန်လိုက်တဲ့ဗီဒီယိုပေါင်း2000ကျော်တွေကအစိပ်ပိုင်းတချို့ပဲဖြစ်ပါတယ်။ဒါပြင် Epstein ကိုရိုင်းကသူ့ကိုယ်သူအစင်းတဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်သူလို့ခေါ်ဆိုသုံးနှုန်းထားတဲ့အင်တာဗျူးတွေလည်းဒီဖိုင်တွေထဲမှာပါဝင်နေပါတယ်။မင်းကိုမင်းစေတနာဆိုလို့ထင်နေတာလားလို့အမေးခံရတဲ့အခါသူကကျွန်တော်မသိဘူးခမည်းပါလို့အဲ့ဒီလိုပြောရလဲလို့ပဲပြန်ဖြေခဲ့ပါတယ် Do you think you're the devil himself? I don't know. Why would you say that? လွန်ခဲ့တဲ့ပတ်တွေက Epstein နဲ့ပတ်သက်တဲ့ email တွေစီရင်ခံစာတွေဓာတ်ပုံတွေအကြောင်းဟာ social media မှာတော်တော်လေးလူပြောများခဲ့ပါတယ်။ဗီဒီယိုဖိုင်သက်သေတွေဟာတော်တော်အရေးပါတဲ့အရာဖြစ်ပါတယ်။ဥပဒေရှုထောင့်ကနေပြောရရင် jury လူကြီးတွေကိုပြသဖို့ဗီဒီယိုထပ်ပို့ပြီးခိုင်လုံတဲ့သက်သေမရှိသလောက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုဟာတခြားသက်သေတွေမပြနိုင်တဲ့လှုပ်ရှားမှုလုပ်ရက်အချိန်နဲ့အပြုအမူတွေကိုအတိအကျဖော်ပြနိုင်လို့ပဲဖြစ်ပါတယ်။အခုထုတ်ပြန်လိုက်တဲ့ထဲမှာဆိုရင်နိုင်ပေါင်းများစွာကြာမြင့်တဲ့ဗီဒီယိုပေါင်း2000ကျော်ပါဝင်ပါတယ်။ဒါဟာတရားရေးဌာနကထုတ်ပြန်ပေးလိုက်တဲ့ဗီဒီယိုဖိုင်တွေပါ။အဲဒီထဲမှာ Jeffrey Epstein ကိုရိုင်းကစကားပြောနေတဲ့မှတ်တမ်းတွေပါဝင်ပြီးဒါဟာတော်တော်လေးကိုထူးခြားပြီးကျမတို့ဟာဒီလူစကားပြောတာကိုတစ်ခါမှသိချာမကြားခဲ့ဘူးလို့ပါ။ဗီဒီယိုတွေထဲမှာတော့အတော်များများကိုကာကွယ်တဲ့အနေနဲ့တီးဖြတ်မှုတွေလုပ်ထားပြီးအနှံ့ရောင် box တွေနဲ့ဖုံးထားတဲ့အတွက်အဲ့ဒီထဲက main ကလေးတွေရဲ့အသက်နဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုကျမတို့မသိရပါဘူးဗီဒီယိုတချို့ကတော့တာမန်ပဲဖြစ်ပါတယ်။ခွေးလေးတစ်ကောင်နဲ့စုံနေတာမျိုးဒါမှမဟုတ် Epstein ပိုင်နဲ့ Little Saint James ကျွန်းကဒါမှမဟုတ်လူအများစုက Epstein ကျွန်းလို့ခေါ်ကြတဲ့နေရာကိုကြော်ညာတဲ့ဗီဒီယိုမျိုးတွေပါ။ဒါပေမဲ့အဲ့ဒီကျွန်းပေါ်မှာဖြစ်ပျက်ခဲ့တာတွေဟာလုံးဝမယိုသားဘူးဆိုတာကျမတို့အားလုံးသိထားပြီးသားပါ။တားကောင်ဖြစ်ခဲ့ရသောအများပြားကအဲ့ဒီကျွန်းပေါ်မှာအလွဲသုံးစားလုပ်ခံရတယ်လို့ထွက်ဆိုထားကြပါတယ်။တခြားဗီဒီယိုတွေကတော့တကယ်ကိုထိုးဆန်းပါတယ်။ဥပမာ Epstein ကကင်မရာကိုကြည့်ပြီးထိုးဆန်းတဲ့မျက်နှာပေးတွေလုံနေတဲ့ selfie ဗီဒီယိုမျိုးမိဖို့ကြောင့်တွေကစဝဲကုံပေါ်မှာမတ်တက်ရက်ပြီးမိန်းကလေးတစ်ယောက်နောက်ကိုလိုက်ဖမ်းနေတဲ့ဗီဒီယိုမျိုးတွေပါ။ဒါအပြင်အနီးနားမှာအယုတ်တွေရှိနေတာကလည်းစိုးရိမ်စရာပါ။ Cookie Monster အယုတ်တွေဝုံဝုံရုပ်တွေရှိနေတဲ့ပုံရင်းချင်းမှာလိမ်မိုင်းဆိုင်ရာဗီဒီယိုတွေရိုက်ကူထားတာတွေ့ရပါတယ်။ဒါဟာကလေးငယ်တွေကိုပါပတ်သက်ဆက်နွယ်နေသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာစေပါတယ်။ Epstein ဟာကမ္ဘာကျော်လူချမ်းသာတွေနဲ့အာဏာရှိသူတွေကိုအကြက်ကင်မှုအတွက်သူတို့ရဲ့အိမ်တွေမှာလျှို့ဝှက်ကင်မရာတွေတပ်ဆင်ပြီးအမြဲတမ်းဗီဒီယိုရိုက်ထားလေးရှိတယ်လို့ကာလာရှေကြယူဆခဲ့ကြပါတယ်။2014ခုနှစ်က email တစ်ခုမှလည်း Epstein ကလှုပ်ရှားမှုကိုသိနိုင်တဲ့လျှို့ဝှက်ကင်မရာ3လုံးလောက်ရှာပေးပါလို့ရေးခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ FBI ရဲ့ရှာဖွေမှုတွေမှာတော့အိတ်ခမ်းတွေထဲမှာကင်မရာမတွေ့ရဘူးလို့လည်းဆိုထားတာကလည်းအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။မှတ်တမ်းတွေထဲမှာအထူးခြားဆုံးကတော့သမရဟောင်း Trump ရဲ့အကြံပေးဟောင်း Steve Bannon က Epstein ကိုအင်တာဗျူးထားတဲ့ဗီဒီယိုပါ။သူတို့ဟာ Epstein ရဲ့ပုံရိပ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်မှတ်တမ်းနဲ့ရုပ်ရှင်တစ်ခုရိုက်ကူးဖို့ကြိုးစားခဲ့ကြတာပါ။အဲဒီအင်တာဗျူးမှာ Epstein ကသူထောင်ထဲမှာရှိနေတော့2008ခုနှစ်ကမ္ဘာစီးပွားရေးအကျပ်တဲဖြစ်ခဲ့တာကိုပြောပြပါတယ်။ထောင်ဆောင်တွေကတော့သူ့စီမှာစီးပွားရေးကြံတွေတောင်းခဲ့ကြတယ်လို့သူကကြွားလုံးထုတ်ခဲ့ပါတယ်။ဗီဒီယိုထဲမှာ Bannon က Epstein ကိုခမည်းကိုခမည်းစေတနာဆိုးလို့ထင်လားဆိုပြီးတက်တဲ့ကြီးမေးခဲ့ပါတယ်။ Epstein ကမထင်ပါဘူး။ဒါပေမဲ့ကျွန်တော်မှမှန်ကောင်းကောင်းတစ်ချက်တော့ရှိပါတယ်။ခမည်းကဘာလို့အဲ့လိုပြောတာလဲဆိုပြီးပြန်ပြောခဲ့ပါတယ်။အဲ့ဒီမှာ Bannon ကဘာလို့လဲဆိုတော့ခမည်းမှာစေတန်ရဲ့အရေးချင်းတွေအကုန်ရှိနေလို့ပဲခမည်းကအရန်တော်တယ်ပါနဲ့တယ်ဆိုပြီးပြန်လည်ပြောကြားထားတာတွေ့ရပါတယ်။အစီအစဉ်ရဲ့နောက်ဆုံးပိုင်းမှာတော့2000ပြည့်နှစ်အစောပိုင်းကရဲတပ်ဖွဲ့ရဲ့စစ်ဆေးမေးမြန်းမှုကိုခံခဲ့ရတဲ့နင့်နာသူမိန်းကလေးငယ်တဦးရဲ့အတန်ကိုကြားရပါတယ်။သူမကအင်္ဂလာကပေးဖို့ခက်ခဲနေချိန်မှာ Epstein ကိုနှိပ်ပေးရုံနဲ့ဒေါ်လာ200ရမယ်ဆိုလို့တွားခဲ့ရကြောင်းအဲဒီမှာအတွင်းခံပေါင်းပြီးပဲဝတ်ပြီးနှိပ်ပေးခဲ့ရကြောင်းမျက်ရည်လဲရွှဲနဲ့ထွက်ဆိုထားပါတယ်။ဒါကို Epstein ရဲ့ကျန်ရပါ Ghislaine Maxwell ကတော့2016ခုနှစ်ထွက်ဆိုချက်မှာလုံးဝညှင်းဆိုခဲ့ပါတယ်။ Maxwell ပြောကြားခဲ့တာကတော့သူကပညာရှင်တွေကိုပဲလောက်ခံတာဖြစ်ကြောင်းအသက်18နှစ်အောက်ကလေးတွေကိုခေါ်ယူခဲ့ခြင်းမရှိကြောင်းရှိခဲ့ရင်လည်းတငယ်ချင်းတွေရဲ့သားသမီးတွေသာဖြစ်ကြောင်းပြောင်ကြကြလိန်ညာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ Maxwell ဟာလူကုန်ကူးမှုနဲ့ထောင်ဒဏ်အနှစ်20ချမှတ်ခြင်းကိုခံခဲ့ရပါတယ်။ Epstein ဟာကမ္ဘာလုံးဆိုင်ရာလူကုန်ကူးမှုတွေကလေးငယ်လိမ်အမြတ်ထုတ်မှုတွေနဲ့ရာဇဝတ်မှုပေါင်းများစွာကိုရရဆက်ဆက်ပြုလုပ်နေတဲ့သူဖြစ်ပြီးအာဏာရှိတဲ့သူတွေနဲ့ကမ္ဘာကျော်နာမည်ကြီးတွေလူချမ်းသာတွေမှလည်းပါဝင်တယ်လို့ဆိုပါတယ်။
ကမ္ဘာတဝန်းမှာလည်း Epstein အတွက်သားကောင်ရှာဖွေပေးမဲ့သူတွေရှိပြီး email ကနေတဆင့်ဆက်သွယ်ကြတယ်လို့သိရပါတယ်။ဒီအချက်အလက်တွေကိုအတိအကျထုတ်ပြန်ခြင်းမရှိဘဲဖုံးကွယ်ထားကြပါတယ်။တာဝန်ရှိသူတွေကရရှိထားတဲ့အချက်အလက်တွေက80-80%ရာခိုင်နှုန်းလောက်ကိုဖုံးကွယ်ထားတယ်လို့သိရပါတယ်။အသက်ရှင်ကျန်ရစ်သူတွေကသူတို့ကိုဘယ်သူတွေမရင်းကျင့်ခဲ့တယ်ဆိုတာပြောပြထားတဲ့မှတ်တမ်း302 statement တွေကလည်းဖုံးကွယ်ခံထားရပါတယ်။ထုတ်ပြန်ထားတဲ့ file တွေထဲမှာမဖုံးကွယ်တင်မဲ့ဖုံးကွယ်ထားတဲ့အမျိုးသား6ယောက်ကိုလည်းတွေ့ခဲ့ရပါတယ်။တရားရေးရဌာနကဒါကိုလူသိရှင်ကြားချပြလိုက်မယ်လို့လည်းအားလုံးကမျှော်လင့်နေကြပါတယ်။ဒီလူတွေဟာအစာတွေကဖုံးကွယ်ထားရမယ့်အုပ်စုထဲမှာမပါပါဘူး။ဆိုင်ရက်စာရန်တွေမှာပူပေါင်းကြံစည်သူ10ယောက်15ယောက်စသဖြင့်ပါရှိပါတယ်။တချို့ကအမျိုးသမီးတွေပါသူတို့ကသားကောင်ဖြစ်ခဲ့ပြီးမှပူပေါင်းကြံစည်သူဖြစ်သွားတာမျိုးဆိုရင်တော့ဖုံးကွယ်ပေးတာလက်ခံနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအထက်ကအမျိုးသား6ယောက်ကတချို့ကနိုင်ငံသားတချို့ကအမေရိကန်နိုင်ငံသားတွေဖြစ်ပြီးသူတို့ရဲ့ဓာတ်ပုံတွေလည်းပါပါတယ်။သူတို့ကဘာလို့ဖုံးကွယ်ထားသလဲဆိုတာကိုဖြေရှင်းချက်မပေးခဲ့ပါဘူး။သင်တို့ရောအာနာရှိသူတွေနာမည်ကျော်တွေနဲ့လူချမ်းသာတွေပါဝင်နေတဲ့ဒီ Epstein ရဲ့ရက်ဆက်ဆိုးဝါးတဲ့ရာဇဝတ်မှုတွေလူကုန်ကူးမှုတွေညှဉ်းပန်းနှိပ်စက်မှုတွေခလေးတငယ်လိမ်အမျက်ထုတ်မှုတွေအပေါ်မှာဘယ်လိုမြင်တယ်လဲဆိုတာ comment မှာမှန်းခဲ့လို့ရပါတယ်။ channel လေးကိုလည်း like and subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးနော်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မလီရာပါ။